ကဲဒီနေ့အားလုံးသိရတိုင်းပဲကျွန်တော်စောင့်မျှော်နေတဲ့နောက်ထပ်တိုက်စစ်မှုတယောက်ဖြစ်တဲ့ကီလီယန်အမ်ပါပီရှိုးတိုင်းလာတယ်ပေါ့နော် National Attacker အဲ့ရောကျွန်တော်အမ်ပါပီရရင်တော့ကျွန်တော်ရမ်းမယ်ဗျာကျွန်တော် coin 1,000ကျော်တော့ထည့်ထားတယ်ဟဲ့ကျွန်တော်ရဲ့အသင်းမှာ Nikki Ito grab base အထားရှိရဲ့ speed 100လောက်ရှိရဲ့ကစားမကြီးများနေပြီမဲ့လေကျွန်တော်ဒီကီလီယန်အမ်ပါပီကိုတော့လိုချင်တယ်ပေါ့နော်ကျွန်တော်တစ်ဖက်အသင်းပါလိုက်ရမ်းခံရလို့အဲ့တော့ကျွန်တော်ဒီ square လေးလောက်ထားတယ်ပြင်သစ် square လေးပေါ့နော်ပြင်သစ် square လေးကိုကျွန်တော်ပြင်ထားတယ်ပြင်သစ်နီးပြပါထည့်လိုက်မယ်နော်ပြင်သစ်နီးပြပါထည့်လိုက်မယ် okay ကျွန်တော်အဲ့ဒါပထမဆုံးကျွန်တော်900နဲ့စမ်းကြည့်မယ်နော်ကျွန်တော်ပထမဆုံး900နဲ့စမ်းကြည့်မယ်နာမည်ဒီတခါတော့ငါ့ကိုကျွန်တော် poster ကြီးဖောက်လာခဲ့ကျွန်တော် ballet ဆိုတာတစ်ခါမှမတန်ဘူးလေဗျာဒီချိန်တော့ကျွန်တော်ကိုနာမည်စီကနေကျွန်တော် ballet လေးလို့ချင်ပါတယ် please ကျွန်တော် standard တွေပဲပြီးတယ်ဗျ standard okay ကျွန်တော်နောက်ထပ်900နဲ့ထပ်ပြီးကြည့်မယ်ရောင်လေးကတော့တန်းချင်တယ်လေမပြီးဘူး1800တော့ကုန်သွားပြီပေါ့နော်ကျွန်တော်မပြီးသေးဘူးကျွန်တော်နီးလေးတစ်ခုနဲ့စမ်းကြည့်မယ်ပေးဦးရနော်3ခါရှိပြီ coin 3000 coin 2900တကောင်းမှမပြီးသေးဘူးပေါ့နော်120နဲ့ကဲဒုတိယလူပေါ့ဗျာကိုကဒုတိယလူဆိုတော့လေhighlight ကတော့ပြီးရတော့နော်ဒုတိယလူလောက်လိုက်တာ highlight ကတော့စပြီးhighlight ကပါဆိုရင် highlight က highlight ကဒီပြီးပြီဆိုတော့ပေါက်တက်တယ်ရောက်ပါ呀，ကိုနာမီရေခွင်8500ပဲကျန်တယ်ပေါ့နော်ကျွန်တော်ခွင်9003လောက်တဲ့ထီကိုတကောင်မှမပြီးသေးပါဘူးဘာရှိုးတိုင်းမှမပြီးသေးပါဘူးကျွန်တော်ပြင်သစ်နီးပါဟိုကျွန်တော် rating ချလိုက်မယ်black ကွာ animation black animation standard ကိုပေးရရေးဇက်တိုက်ကို standard ကိုပေးရရှင်နေတော့တော်တော်ကြီးမကောင်းရcoin 6000လေးကိုသူကကောင်းမှမပေးဘူးကျွန်တော်ဘာလို့လဲအများနဲ့ box သိမ်းနေရတော့မဟုတ်သေးဘူးလေကိုနာမီရဲ့အများနဲ့ box သိမ်းနေရတယ်ကွာအများနဲ့ box သိမ်းခိုင်းနေတယ်ကွာရောင်းရတော့ရှယ်လာတယ်အမ်ပါပီလားမသိဘူးအမ်ပါပီတော့ပွဲသိနေတယ်ကီလီယန်အမ်ပါပီ please ကီလီယန်အမ်ပါပီโอเคပွဲတင်သွားပြီကီလီယန်အမ်ပါပီရသွားပြီနော်ကီလီယန်အမ်ပါပီရသွားပြီကျွန်တော်ဆက်လိုက်တော့ဦးကျန်တဲ့ကောင်မှကျွန်တော်လိုချင်ပေါ့နော်အဲဒီတန်နေပဲပြောအောင်နော် coin 9000လောက်တော့သုံးလိုက်ရတယ်ကီလီယန်အမ်ပါပီဒီကောင်မှရတယ်ဒါချင်မှရင်တွေ့ကျွန်တော်ပေးလိုက်တယ်နော် yes ဒီတစ်ခါကတော့မစိုးဘူးနော်ကိုလိုချင်တဲ့ကောင်ကိုတန်းပြီးတယ်ဘယ်နှကောင်ကျန်သေးလဲဆို coin 6600ကျန်တယ်coin 9000လောက်တော့သုံးလိုက်ရတယ်ကီလီယန်အမ်ပါပီပေါ့နော်
ဆိုးမဆိုးကျွန်တော်တရားကိုလိုကန့်လိုက်နေလို့ကျွန်တော်တရားလေးကိုတုံးလိုက်မယ်နော်โอเคပါဒီနေ့ပါလေကျွန်တော် live ကိုပဲဒီမှာပဲညနာလိုက်တော့မယ်နော်ကျွန်တော်ကစားကွက်လေးနဲ့ကျွန်တော်နောက်ပိုင်းကျမှကျွန်တော်ပြန်ပြီးတော့တင်ရအောင်အားလုံးပဲကျေးဇူးတင်ပါတယ်ဒီတစ်ပတ်ကတော့ကျွန်တော်တို့တော့အဆုံးထိမခေါ်သွားတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ပေါ့နော်ခုနမီ thank you ပါအားလုံး